ကျမတို့ဟန်စင်တန်းစက်ရုံရှိတွင်တွေ့တန်းထားသောပိုက်လိုင်းအား Q-Stick Pipe Locator အသုံးပြုပြီးလက်တွေ့ရှာဖွေမှာဖြစ်ပါတယ်။မြေကြီးတူးစရာမလိုပဲအတန်လိုင်းကိုအသုံးပြုပြီးမြေအောက်ပိုက်လိုင်းများကိုတိကျစွာရှာဖွေနိုင်သောစနစ်ဖြစ်ပါတယ်။ရှာဖွေနိုင်သောပိုက်မျိုးစားများကတော့ PVC, HDPE, Metal, Clay, Concrete, Fiberglass နဲ့ ဓာတ်တိုင်းအိုင်းယွန်းပိုက်များဖြစ်ပါတယ်။ပိုက်များ၏ဒီနေရာကိုရှာဖွေရာတွင်အသေးဆုံးပိုက်ရွယ်အစား DN 15mm မှစ၍ရှာဖွေပေးနိုင်ပါတယ်။၆တွေ့သောမြေ၊ရေပါသောမြေ၊ကြောက်တဲ့ရောနေသောမြေ၊ကွန်ကရစ်လောင်းထားသောမြေနေရာများတွင်အသုံးပြုနိုင်ပါတယ်။ရပို့များကို 3D view သို့မဟုတ် photo မှတ်တမ်းများဖြင့်ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ပိုက်လိုင်းရှာဖို့ကြာချိန်ကတော့ area အကျယ်ဝန်းနဲ့မြေမျက်နှာပြင်ရှုပ်ထွေးမှုပေါ်မူတည်ပြီးမိနစ်30မှနာရီနည်းငယ်အထိကြာနိုင်ပါတယ်။ရိုးရှင်းသောပိုက်လိုင်းများတွင်9မိနစ်မှ10မိနစ်အတွင်းရှာဖွေပေးနိုင်ပါတယ်။တာမန်တူးဖော်စစ်ဆေးနည်းများထက်နာရီများစွာအချိန်ကုန်သက်သာစေပါတယ်။မြေမတူးခင်ရှာဖွေထားသောပိုက်လိုင်းနေရာတွင်ကေဘယ်ကြိုးများရှိမရှိကို PL2000 Cable Pipe Locator ဖြင့်ရှာဖွေကြည့်မှာဖြစ်ပါတယ်။မြေအောက်တွင်တွေ့တန်းထားသောပိုက်လိုင်းမှာရေယူစိမ့်မှုရှိမရှိကို Acoustic Leakage Detector ဖြင့်ထပ်မံရှာဖွေကြည့်မှာဖြစ်ပါတယ်။Scan view မှရသော report နှင့် APL conversation chat တို့ကိုနှိုင်းယှဉ်ပြီးမြေအောက်ရှိပိုက်ဒီနေရာနှင့်အနက်ကိုသိရှိနိုင်ပါတယ်။